ပြိတ္တတွေအများကြီးနဲ့ပြည့်စုံတာဖြစ်တဲ့အရင်ပြောပါတယ်รู้สึกดีใจมากๆที่ได้เจอแฟนๆทุกคนที่มาเชียร์กันนี้นะครับဒီဇလန်လေးကဘယ်လိုမျိုးအကြောင်းအရာတွေလဲဒီတော့ပြောပါဒီဇလန်ကတော့ကျွန်တော်တို့လက်ဝိတ်နဲ့ဒီဇလန်ကတော့ဒီဇလန်တော့လက်ဝိတ်နဲ့မြန်မာလက်ဝိတ်ပေါ့မြန်မာလက်ဝိတ်နဲ့ family drama လေးနဲ့ကောင်းထားတဲ့ဇလန်ဖြစ်ပါတယ်เกี่ยวกับလက်ဝိတ်ของพม่านะครับแล้วก็มีไฟติ้งแล้วก็ดราม่าอะไรที่ผสมผสานกันทีนี้อยากให้นักแสดงค่ะคาแรคเตอร์และบทบาทให้เราในเรื่องนี้หน่อยတရုတ်ဆောင်တယောက်ချင်းစီရေပေါ့နော်ဒီကိုခရိုက်တာတရုတ်ဆောင်ရဲ့ခရိုက်တာလေးတွေပြောပြလို့ဟုတ်ကျွန်တော်နာမည်ကတော့ဒီ character name ကတီဟကျွန်တော်ရဲ့နာမည်ကတူရခရိုက်တာတီဟာခရိုက်တာတူရနင်းหน่อย character อันนี้ခရိုက်တာบทบาทอะไรอย่างเงี้ยဘယ်လိုမျိုးပုံစံနဲ့ခရိုက်တာပေါ့ခရိုက်တာဘယ်လိုလဲခိုက်တာကြောင့်ကျွန်တော်ကတော့ဒီလက်ဝိတ်ကားထဲမှာနည်းနည်းလေးစိုးတယ်ပေါ့နော်မိသားစုမှာစိုးတယ်မဟုတ်မခံဘူးဒါပေမဲ့ဟိုပေါ့စိတ်ထားကောင်းတယ်ခိုက်တဲ့ဒီดื้อแต่ว่าอะไรที่แบบไม่ถูกต้องแล้วก็ไม่ยอมก็ดื้อแล้วก็ชอบคนถูกต้องประมาณนี้แล้วก็มีความစိတ်ထားကောင်းแล้วก็มีนิสัยကျွန်တော်ကတော့ဒီကမှာအကူကြီးနေရာနေပြီးတော့ပါဝင်သေးဆောင်ဆောင်ပါတယ်။ဒီနေ့ကိုဒီချိုင်ပေါ်ဒီသားစုပေါ်မှာလက်ဝိတ်ထိုးပြီးတော့ရှာကျွေးနေတယ်။ဒီချိုင်คนโตแล้วก็ดูแลครอบครัวแล้วก็ให้ของว่าต่อยมวยด้วยแล้วก็ดูแลครอบครัวနင်းหน่อยရဲ့ character ကတော့သူချစ်တဲ့မိသားစုနဲ့သူ့ယောက်ျားကိုဒီဘေးနားနဲ့မရက်တည်ပြီး support လုပ်ပေးတဲ့အမျိုးသမီး character ไปช่วยของหน่อยก็คือแล้วก็ดูแลเอาใจใส่ซัพพอร์ตของไปแต่ตัวเราซัพพอร์ตทุกอย่างเวลาต่อยมวยก็อยู่ข้างตลอดก็สนุกสนานตอนนี้ได้ทำแบบนี้จบแล้วเป็นยังไงบ้างคะเป็นยังไงตอนนี้အခုကြားတာနေတာဒီအောက်ကျွာရောနော် feedback ကဘယ်လိုလုပ် feedback ရှိလဲ feedback ကတော့ကောင်းတယ်ပြောရမယ်နော်အပူရောကျွန်တော်တို့မြန်မာနိုင်ငံမှာဒီပြသနေတဲ့ VTV ရဲ့ channel မှာတီရှူရဲ့ပြည်သက်တွေအကုန်လုံးကတော့ဒီဇလန်လေးကိုကြိုက်တယ်ဆိုတော့ feedback လေးအများဆုံးရပါတယ်အကြိုက်လို့ပဲဘာတော့ပါအောင်ပါနော်အများများပါနော်ส่วนใหญ่ก็ในคอมเมนต์ก็คือส่วนใหญ่คนที่อยู่ในไทยนะครับเขาชอบมากๆครับก็ประมาณดูชอบดูวันนี้อีก7ตัวพร้อมของแฟนๆด้วยรู้สึกยังไงบ้างคะอันนี้ที่เซเว่นကိုပြိတ္တတွေနဲ့ဒီစီအားကျတာတွေပြောပြတာပျော်ရွှင်တယ်အရင်ပြောတယ်ပြောပါတယ်ရဲရဲစိတ်လှုပ်ရှားနေပါတယ်ပြိတ္တတွေနဲ့ဒီကြည့်အောင်ဘာလို့လဲဆိုတော့ဒီလိုမျိုးစီရီကိုထိုင်းနိုင်ငံမှာရှိတယ်ကျွန်တော်တို့မြန်မာပြည်တွေကျွန်တော်ဒီလိုဘာမှမရဘူးကြည့်ရမယ်တကယ်ကိုတိုင်းပြည်ကိုမှန်တာကြည့်ပြရမယ်รู้สึกมีความสุขแล้วก็รู้สึกตื่นเต้นมากๆที่ได้ดูกับแฟนๆทุกคนรู้สึกดีใจและรู้สึกตื่นเต้นเรียกได้ว่าจะมาเพิ่มขึ้นเรื่อยๆมีอะไรจะซัพพอร์ตได้ดีไหมဒီဇလန်လေးရဲ့ပေါ့နော်အကြားတာတွေရဲ့အားလေးကိုပြောကြလို့ရတယ်ဒီဇလန်လေးရဲ့ပေါ့နောက်ပိုင်းတွေပေါ့နော် E7 နောက်ပိုင်းတွေကဘာတွေဖြစ်လဲဆိုတော့ဒီနေရာကိုပြောပြလို့ရတယ်secret အားကိုကြည့်ကိုကြည့်သိကြတယ်အဲ့ဒါမှလည်းဒါကိုသိတော့အဲ့တော့ပြည့်တဲ့ကြည့်ပြီးပြီဆိုရင်ထပ်ပြီးတော့တစ်ခေါက်ပြန်ပြင်မယ်လို့ဖိတ်ခေါ်ပြီးတော့ဒီ channel 8ကနေပြီးတော့အနည်းပေါ်မဲတဲ့ secret ကတော့လေရဟိုက်တို့အမှတ်တို့လင်းနေတာဒါကပြီးတော့လည်းဒီ channel 8ကနေပြီးတော့ဖတ်မှန်ပြီးတော့ကျွန်တော်တို့ပြည့်တဲ့တွေနဲ့ဖတ်ပြီးဆိုပြီးလုပ်ပြီးအဲ့ဒါဆိုဖတ်ပြီးပြောလို့ရတယ်ဒီကတော့อยากให้บอกคือจะให้จัดไงตอนนี้ร้องเนี่ยนะครับเดี๋ยวพอทีหลังซีรีส์လေးကိုပေါ့နော်တီရှူတော့ပြောပါဦးချင်းပဲနေရာမှာကြည့်လို့ရတယ်ပြောပါကျွန်တော်တို့ဒီ5 for host ဆိုတဲ့ဇလန် rally ကိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင် VTV ရဲ့ M channel တွေမှာကြည့်ရှုလို့ရပြီးတော့
ထိုင်းနိုင်ငံမှာဆိုလို့ရှိရင် channel 8 27လို့20ခေါ်လို့ပေါ့နော်လိုက်ရှာလိုက်လို့ရှိရင် channel 8ကိုတွေ့ပါတယ်အဲ channel 8ရဲ့TVC TTV တွေမှာလည်းကြည့်လို့ရတယ်လို့ social media တွေမှာ TikTok တွေမှာလည်းကြည့်လို့ရပါတယ် โอ้แต่นี่ถ้าเป็นช่องมากๆนะครับช่อง50แล้วก็ช่องนาวนะครับถ้าเป็นประเทศไทยนะครับช่อง8คน27เวลาประมาณเสาร์ที่ Channel 8 Channel 8วันเสาร์ที่15ทุกอาทิตย์นะครับตอนนี้นะครับ ညစနေနေ့ည10:15မိနစ်တိုင်းမှာပြသပါတယ် วันเสาร์ที่ทุกวันเสาร์15เป็นที่ช่อง8 ขอบคุณมากครับ ဟုတ်